ကျော်သူအိုက်ဖြစ်မဲ့ဒီကြောက်ကိုစားတွေ့တာက2010မှာစပြီးတော့တွေ့ရတာကျောက်တကူရဲ့အသစ်ဖြစ်ဖို့အတွက်ဓာတ်ဖွဲ့စည်းပုံဒီ crystal structure ကြီးလည်းခေါင်းမှာရှိပြီးသားကြောက်မြဲတွင်ထွက်နေတဲ့မတူရဖြစ်ရ2015နိုဝင်ဘာမှာကျမှ IMA လို့ခေါ်တဲ့ International Mineralogical Association ပေါ့အဲ့ဒီအဖွဲ့အစည်းအဲ့ဒီ commission ကနေမှကြောက်မြဲအသစ်ဖြစ်ကြောင်းဆိုပြီးတော့မှကျော်သူအိုက်ဆိုပြီးတော့မှသူတို့ approve လုပ်ပေးခဲ့တဲ့ခါကျတော့မှဒီနေ့ရောဒါခေါင်းမှာတပွင့်လည်းပဲရှိသေးတဲ့ကြောက်မြဲပေါ့နော်မင်္ဂလာပါဂျမ်မတ်မှကြိုဆိုပါရစေကျွန်တော်ကတော့စီတူအောင်ပါကျွန်တော်တို့ဂျမ်မတ်မှကျောင်းရဲ့နာနဲ့ပတ်သက်တဲ့ဘဝတုတများကိုဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုတစ်ခေါက်ဆွေးနွေးတင်ဆက်ပေးမယ့်ဆရာကတော့ S Gemological Institute မှာဆရာဒေါက်တာကျော်သူပဲဖြစ်ပါတယ်ဆရာဟာကမ္ဘာပေါ်မှာတပွင့်တည်းရာရှိသေးတဲ့ကျော်သူအိုက်ဆိုတဲ့ကျောင်းရဲ့နာကိုတွေ့ရှိခဲ့ပြီးမြန်မာနိုင်ငံသားကျောက်မျက်ပညာရှင်ဆရာနာမည်ပေးနိုင်ခဲ့ပါတယ်။အခုတစ်ခေါက်ဆရာနဲ့ဘယ်လိုအကြောင်းအရာလေးတွေကိုမေးမြန်းတင်ဆက်သွားမလဲဆိုတာကိုလိုက်ပါနားဆင်ကြည့်ကြအောင်ခင်ဗျာ။ဆရာမင်္ဂလာပါခင်ဗျာ။ဟုတ်မင်္ဂလာပါ။အရင်ဆုံးဆရာကျော်သူအိုက်ဆိုတဲ့ကျောက်မျက်နာကိုဘယ်လိုတွေ့ရှိခဲ့ပါလဲဆရာ။ကျော်သူအိုက်ကျောက်ဆိုပြီးဖြစ်လာမဲ့ဒီကျောက်လေးပေါ့လေ။ဒါကြောင့်အရင်ကျွန်တော်တို့ကမိုးကုတ်ဒေတာကိုသူ့စင်နာတဲ့ကွင်းစင်ကြ။ကွင်းစင်ကြတဲ့အခါမှာဒီကျွန်တော်တို့ချောင်းကြီးဘက်ကိုကွင်းစင်တယ်ပေါ့လေကွင်းစင်တဲ့အခါမှာအဲ့ဒီဘက်မှာဒီကျွန်တော်တို့ဒီခနဲစီလို့ခေါ်တဲ့ဒီကြောက်ရှာတဲ့လူတွေကနေမှာကျွန်တော်တို့ဒီကြောက်ရိုင်းနှစ်ပွင့်ပေါ့အဲ့ဒီလိုကရှိလိုက်ဆိုပြီးတော့လာပြီးတော့ပြပြီးတော့ဒါပေါ့လေပြပြီးတော့ကျွန်တော်လည်းsample အနေနဲ့ဒါရှိလိုက်ဆိုကျွန်တော်ဟိုဝယ်ခဲ့လိုက်တာပေါ့ဟုတ်ကဲ့ဆရာကြောက်လေးကတီးပါတယ်3ကလပ်ကျော်လောက်စီပဲအရိုင်းမှာရှိတာပေါ့ဟုတ်ကဲ့ရှိတော့ပြီးတော့မှကျွန်တော်မဟုတ်ရောက်တဲ့ခါကျတော့မှကြောက်တွေးဆရာကြီးမှာဒီဟာနှစ်ခုပြန်တွေးတာပေါ့လေကြောက်တွေးတဲ့မှာကျွန်တော်လည်းတွေးပြီးတဲ့အချိန်ကျတော့မှအကြောင်းတစ်ခုကိုရှင်ကျဲတဲ့ခါကျတော့မှတပွင့်ကတော့ပုံမှန်ရှိလိုက်မှတွေ့ရတဲ့သူရဲ့ lifestyle သူရဲ့ပွင့်အားရမျိုးပုံမှန်တွေ့ရတယ်တပွင့်ကျတော့ထူးခြားပို့ပြီးတော့ပွင့်အားကောင်းတယ် lifestyle ကြီးကောင်းနေတာတွေတွေ့ရတယ်ကျော်သူအိုက်ဆိုတဲ့ကျောင်းမြတ်ကိုဆရာဆက်တွေ့တော့ဆရာဘယ်လိုခံစားရလဲမသိခင်ဗျနောက်ကျောင်းမြတ်နာအစ်စ်ဆိုတာကိုဆရာသိပါလားခင်ဗျဟောဒီကျောက်ကနည်းနည်းတော့ပုံမှန်တွေ့ကြရှိလိုက်တဲ့တော့ထူးခြားတယ်ဆိုတဲ့အားမျိုးတော့ခံစားမိတော့ရန်ကုန်ပြောင်းတဲ့အခါမှာဒီစက်တက် Gemological Instrument အနေနဲ့ပြန်ပြီးတော့စမ်းသပ်တာပေါ့လေကျော်သူအိုက်ကျောင်းမြတ်ရဲ့ထူးခြားချက်လေးတွေကိုပြောပြပေးပါလားဆရာဒီထူးခြားချက်လေးကမာဇင်းလို့ခေါ်တဲ့ hardness ပေါ့ hardness ကသူက9လောက်ပဲရှိတာတွေ့ရတယ်နောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ရေချိန်တည်တည်ကြလို့ခေါ်တဲ့ specific gravity specific gravity ကသူကနည်းနည်းများတယ်8.2 ကျော်လောက်ရှိတယ်ပေါ့လေရှိတယ်ဆိုတော့ဒါကျွန်တော်တို့ပုံမှန်တွေ့နေကြကျောက်မြတ်ဒီထဲမှာမတွေ့ဘူးသေးတဲ့ specific gravity ပေါ့အဲ့ဒါတွေ့ရရှိတယ်နောက်သူရဲ့ refractive index လို့ခေါ်တဲ့အလင်းရိုင်ညွှန်းကိန်းကတော့သူကဟို negative R တိုင်းပေါ့ကျွန်တော်တို့ရှိတဲ့စက်တွေတိုင်းလို့မရဘူးပေါ့လေအဲ့ဆိုနောက်သူခုနပြောတဲ့ရောင်လက်လို့ခေါ်တဲ့ luster ပေါ့luster ကတော့ခုနပြောတဲ့ကျွန်တော် adamantine luster မျိုးပေးနေတာတွေကျွန်တော်တွေ့ရတယ်ပေါ့အဲ့လိုထူးခြားချက်ကလေးတော့ကျွန်တော်တို့စပြီးတော့ဟိုတွေ့ရတယ်ပေါ့လေကျွန်တော်တို့စီမှာကအဲ့ဒီအချိန်မှာတော့ standard gemological instrument တွေပဲသုံးနိုင်နေရရှိတယ်ရှိတော့ဒါကကျွန်တော်တို့ကထပ်ပြီးတော့အဆင့်မြင့်တဲ့ advanced instrument တွေနဲ့စစ်ဆေးဖို့အတွက်လိုအပ်တာဒါခါကျတော့အဲကြောက် sample တွေကိုကျွန်တော်ကဒီဘန်ကောက်က GIA lab ကိုပို့ပြီးတော့ကျွန်တော်စမ်းတက်တယ်ပေါ့လေစမ်းတက်ပြီးတော့အဲဆိုတဲ့ခါကျတော့သူတို့စီမှာလည်းခုနကပြောတဲ့ဒီ advanced gemological instrument တွေနဲ့ကျွန်တော်စမ်းတယ်ပေါ့တမင် composition ကိုစမ်းတဲ့ ED XRF လို့ခေါ်တဲ့ဒီကျွန်တော် X-ray နဲ့စမ်းတဲ့ပါဝင်တဲ့ဒီ chemical ဖွဲ့စည်းပုံတွေကိုစမ်းသပ်တာတွေနောက်ကျွန်တော် LAICB MS လို့ခေါ်တဲ့ laser နဲ့ကျွန်တော်တို့ဒီကျွေးကြောက်ရဲ့ chemical composition စမ်းသပ်တဲ့ဟာတွေနောက်ကကျွန်တော်တို့ဒီ spectroscopic features တွေပေါ့နော် FTIR တို့ UV-vis INR တို့စသဖြင့်ဒါမျိုးတွေနဲ့စနစ်စမ်းသပ်ကြနောက်တစ်ခုဒီကျွန်တော်ကြောက်တစ်ခုရဲ့ ID လို့ခေါ်တဲ့ကျွန်တော်ကြောက်တစ်ခုရဲ့အမျိုးအစားတွေကိုခွဲခြားနိုင်တဲ့ Raman ပေါ့နော် Raman microspectroscopy စက်နဲ့သူ့ကိုကျွန်တော်တို့စမ်းတယ်ပေါ့စမ်းတဲ့အခါကျတော့လေ Raman မှာလည်းသူ့မှာကျွန်တော်တို့ဟိုဒီဗီဒါနှုံးမင်တွေနဲ့သူ့မှာကန့်ကြီးဟာမရှိရဘူးပေါ့မရတဲ့အခါကျတော့အဲ့မှာ GI ကနေမှကျွန်တော်တို့နောက်တစ်ဆင့်ကျွန်တော်ဒီကြောက်ရဲ့ composition နဲ့ structure ကိုစမ်းလို့ရတဲ့ဆက်ကကျွန်တော် Chulalongkorn University မှာဒုတိယနိုင်ငံမှာရှိတယ်ရှိတော့ Chulalongkorn University ကိုပို့ပြီးတော့အဲ့မှာကျွန်တော်ဒီ XRD လို့ခေါ်တဲ့ X-ray diffraction ပေါ့အဲ့ဒီဆက်နဲ့ကျွန်တော်တို့စမ်းတာပဲသူကတော့ကျွန်တော်တို့ခုနပြောတဲ့ Raman တို့ဘာလို့မှစမ်းလို့
ကျောင်းရဲ့နာမည်ကိုမသိရဘူးဆိုရင်အဲ့ဒီဆက်ကိုထပ်ပြီးတော့ဆန်းရတဲ့အဆင့်ပေါ့လေဆိုတော့အဲ့ဒီမှာဆန်းတော့လေကျွန်တော်တို့သူ့မှာရှိတဲ့ database တွေနဲ့တီးပြီးသား known တွေနဲ့သူကကိုက်နေတဲ့မရဘူးမရှိဘူးပေါ့လေဒါပေမဲ့တခုတော့သိရတယ်ဆိုဘာသိရလဲသူက composition ကိုကျွန်တော်သိတာဟုတ်ကဲ့composition ကကျွန်တော် basement streamline outside ဆိုတဲ့ကျွန်တော်တို့ဒီ composition တော့သိရတယ်ဒါပေမဲ့ကြောက်ရဲ့ mineral name ပေါ့ကြောက်ရဲ့နာမည်အမည်ကိုတော့မသိရဘူးပေါ့မသိရဘူးအဲ့ဒီအဖြေတွေရတဲ့အချိန်မှာဆိုတော့ပို့ပြီးတော့သိကြလာတယ်ပေါ့ဒီကြောက်က new mineral new gems ဖြစ်နိုင်တယ်ဆိုပြီးတော့အဲ့လိုမျိုးတော့စပြီးတော့သိလာတယ်ပေါ့ကျော်တူရိုက်ဆိုတဲ့ကျောင်းမြတ်နာနာမည်ရအောင်ဆရာဘယ်လိုကြိုးစားခဲ့ရပါလဲဆရာဒီကျော်တူရိုက်ဖြစ်မဲ့ဒီကြောက်ကိုစတွေ့တာက2010မှာစပြီးတော့တွေ့ရတာကြောက်ကိုကျွန်တော်တို့ဒီနာမည်အတိရဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေလိုက်ဆက်သွယ်ရင်းလုပ်ရင်းနဲ့သုံးလေးနဲ့ကြာသွားခဲ့ပါကြာပြီးတော့ကျွန်တော်အဲ့လိုမျိုးရတာဒီကျွန်တော်တို့ဒီကြောက်မြက်ပဲဖြစ်ဖြစ်တွင်းထွက်ပဲဖြစ်ဖြစ်အတိဖြစ်ကြောင်းအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခေါင်းမှာအတိမတ်ပြုဖို့အတွက်ကကျွန်တော် IMA လို့ခေါ်တဲ့International Mineralogical Association ပေါ့ဆိုတော့အဲ့ဒီအဖွဲ့အစည်းကမှရှိတဲ့ကျွန်တော် Commission of New Mineral Nomenclature and Classification ဆိုတဲ့ commission အဖွဲ့ရှိဟုတ်ကဲ့ဆိုတော့သူကနိုင်ငံပေါင်း30ကျော်လောက်နဲ့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့တကယ်အကြီးဆုံး association တစ်ခုဖြစ်တယ်ဆိုတော့သူအဲ့ဒီအဖွဲ့အစည်းအဲ့ဒီ commission ကနေမှသူကဒီကြောက်တစ်ခုကအသစ်ဖြစ်ပါတယ်ဆိုပြီးတော့နာမည်ပေးပြီးတော့မှ approve ဖြစ်မှကျွန်တော်တို့ကဒါကမ္ဘာမှာလက်ခံတာဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာအသစ်ဖြစ်ကြောင်းဟိုသူတို့စီက approve ရဖို့အတွက်သူတို့စီကိုကျွန်တော်လိုအပ်တဲ့ document တွေပေါ့ဒီ proposal တွေတင်ရတယ်အဲ့လိုတင်တဲ့အခါကျတော့ရှိမှကျွန်တော်စမ်းထားတဲ့ဒီ GIA ရတဲ့ result တွေChulalongkorn University ရတဲ့ result တွေကျွန်တော်စီမှာစမ်းထားတဲ့ result တွေနဲ့ကျွန်တော်တို့ကမလုံလောက်သေးဘူး CMNC ကသတ်မှတ်ထားတဲ့ကျွန်တော်တို့ကြောက်မြက်ဒီတွင်းထွက်အသစ်ဖြစ်ကြောင်းတင်ဖို့တဆိုဒီမှာ guideline တွေရှိတယ်ဟုတ်ကဲ့ဆိုတော့အဲ့ guideline တွေတိုင်းကျွန်တော်တို့ကလိုအပ်တဲ့အချက်လက်တွေကိုပြည့်စုံအောင်ကျွန်တော်ကတင်ဖို့လိုအပ်တယ်ပေါ့လေလိုအပ်တဲ့ခါကျတော့အဲ့ဒီအချို့အချက်လက်တွေရဖို့အတွက်ကဒီကျွန်တော်စမ်းသပ်တဲ့ set တွေကအမေရိကမှာပဲရှိတယ်ကံကောင်းထောက်မှဆောင်နေပေါ့လေအဲ့ဒီ LA Museum ကအဲ့ဒီကျွန်တော်တို့ဒီ gemologist mineralogist အဖွဲ့တွေနဲ့ကျွန်တော်လည်းဒီမုတ်ကုတ်ဒေသကိုကွင်းဆင်းမှုအတွက်ဖြစ်လာတယ်ဟုတ်ကဲ့ကွင်းဆင်းတဲ့အခါကျတော့မှကျွန်တော်ကလည်းကျောင်းစီမှာဒီလိုမျိုးmineral အသစ်လို့ထင်တဲ့ကြောင်မြတ်အသစ်လို့ထင်တဲ့ sample လေးရှိတယ်ပေါ့ဒါလေးကိုဆက်ပြီးတော့mineral အသစ်ဖြစ်အောင်ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အားမျိုးသူတို့စီမှာဟိုဆွေးနွေးတာပေါ့လေအဲ့တော့ Anthony Camp ကလည်းသူကဒီ IMA ဘုတ်အဖွဲ့မှာလည်းသူကပါဝင်ဘူးလေနောက်ပြီးတော့သူကလည်း Camp Night ဆိုပြီးတော့mineral အသစ်ရဘူးလားတွေရှိတော့သူကနေမှဒီ IMA မှာကျွန်တော် proposal တင်ဖို့လိုအပ်တယ်ဒါလိုအပ်တဲ့ဒီခုနပြောတဲ့ CMNC ဆိုတဲ့ဒီ commission ကနေမှချမှတ်ထားတဲ့ guideline တွေနဲ့ညီအောင်သူလိုအပ်ချက်တွေကိုကျွန်တော်တို့ကထပ်မံစစ်ဆေးစမ်းသပ်ဖို့လိုတယ်စမ်းသပ်စစ်ဆေးပြီးတော့မှသူတို့စီမှာကျွန်တော်တို့က proposal တင်ရမယ်ပေါ့တင်ရမယ်ဆိုတဲ့အခါကျတော့အဲ့ဒါနဲ့အဲ့အတိုင်းကျွန်တော်ဆက်ပြီးတော့လုပ်ဖြစ်တယ်ပေါ့နောက်ပြီးတော့ sample ခုနကကျွန်တော်တို့ကြောက်တကူရဲ့အသစ်ဖြစ်ဖို့အတွက်သူ့ရဲ့ chemical composition ပေါ့ဒီဓာတုဖွဲ့စည်းပုံဒီခေါင်းမှာရှိပြီးသားကြောက်မြတ်တွင်းထွက်တွေနဲ့မတူရဖြစ်ရမယ်ဟုတ်ကဲ့နောက်ချက်ကတော့ crystal structure ပေါ့crystal structure ဒီလည်းဒီခေါင်းမှာတွေ့ပြီးသားတွင်းထွက်တွေနဲ့မတူညီတဲ့ structure ကိုယ်ပိုင် structure ဖြစ်ရမယ်ပေါ့ဖြစ်ရမယ်ဆိုတော့အဲ့ဒီနှစ်ခုကိုဖြစ်ကြောင်းသက်သေပြဖို့အတွက်ကျွန်တော်တို့ကဒီပြောတဲ့အမေရိကဒီ Cardiff University မှာထပ်ပြီးတော့ဒီ George Rossman ဒီမှာထပ်ပြီးစမ်းသပ်တာရှိတယ်နောက်ပြီးတော့ကျွန်တော်ဒီ LA Museum မှာ X-ray crystallography ဆိုပြီးတော့ဒီကြောက်တစ်ခုရဲ့ structure ကိုရအောင်ကျွန်တော်တို့ပြန်ပြီးတော့စမ်းသပ်စစ်ဆေးရတယ်ရှိတယ်ပေါ့ဆိုတော့အဲ့ဒီအချက်လက်တွေ data တွေရလာပြီဆိုတဲ့အခါကျတော့မှကျွန်တော်တို့ကဒီ IMA ကိုဒီ Anthony Camp ရဲ့ George Rossman ရဲ့အခြားပညာရှင်တွေပေါင်းပြီးတော့မှကျွန်တော်တို့ proposal တင်ခဲ့ရတယ်တင်ခဲ့ခါကျတော့မှဒီ IMA ဘိုးအဖွဲ့ကနေမှသူတို့ဒါကိုဗုတ်ထိုင်ပြီးတဲ့ခါကျတော့မှသူတို့ဒါကိုပြန်ပြီးတော့စစ်ဆေးပြီးတော့မှအတည်ပြုပေးတဲ့ဟာပေါ့လေဒီကြောက်တစ်ခုရဲ့နာမည်ပေးမယ်ဆိုရင်တော့မှပဲဘယ်လိုပြီးရမယ်ဆိုတဲ့အကြောင်း guideline တွေရှိတယ်ပေါ့လေအဲ့ဒါလေးရှိတယ်ဥပမာဖြင့်ကျွန်တော်တို့အမျိုးသားတယောက်ကတွေ့ခဲ့တယ်ဆိုရင်သူ့ရဲ့နာမည်နောက်မှာ ID ဆိုတာကျွန်တော်ကပေါင်းရတယ်အမျိုးသမီးတယောက်ကတွေ့ခဲ့တယ်ဆိုရင်ဒီကြောက်ရဲ့နာမည် INE ပေါင်းရတယ်အဲ့လိုမျိုးပဲသတ်မှတ်ချက်ကိုင်နေပြရတယ်ရှိတယ်ပေါ့လေအဲ့လိုမျိုးပြုလုပ်ထားတဲ့ဒီတွင်းထွက်ကြောက်မြတ်အမျိုးသားပေါင်းက2026လောက်ထိဆိုရင်မျိုးစားပေါင်း6200ကျော်လောက်ရှိတယ်ဟုတ်ကဲ့6200ကျော်ရှိတယ်အဲ့ကျတော့အဲ့သူကနေမှအပြုလုပ်ထားတဲ့ဟာတွေမှာကျွန်တော်တို့ဒီနာမည်တွေကိုဆက်ပြီးခေါ်ပေါ်သုံးဆွဲနေကြတယ်ရှိတယ်အဲ့ဒီ IMA အဖွဲ့အစည်းကသူက1959ခုနှစ်မှာစပြီးတော့ဖွဲ့ခဲ့တာဖွဲ့ခဲ့တော့အဲ့မှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ခုရှိတာကသူက1959ရှိမှတွေ့ခဲ့တဲ့
ကြောင်းမြက်ဒီအသစ်ဒီဒါမျိုးစီရောသူဖွဲ့စည်းပြီးတဲ့နောက်မှာပြန်ပြီးတော့မှသူကဟိုတတ်မှတ်ပြီးတော့ approve လုပ်တာတွေရှိတယ်တချို့ဟာတွေဆိုရင်approve မလုပ်တဲ့ဟာတွေလည်းရှိတယ်ပေါ့လေဥမာအဖြစ်ပေါ့လေကျွန်တော်စိတ်ဝင်စားပါတော့ဥပမာကျွန်တော်တို့ဒီမှာထင်ရှားတဲ့ paint night ပေါ့paint night ကြောင့်စီဒါကျွန်တော်ကဘာမှကျွန်တော်မြန်မာနိုင်ငံပဲထွက်သေးတယ်ပေါ့ဟုတ်တယ်ဆိုတော့အဲ့ paint night ကကျွန်တော်စတွေ့ခဲ့တာ1950ရာတွေ့ခဲ့တာ1950တဲ့IMA မပေါ်ခင်ကတွေ့ခဲ့တာသူတို့သတ်မှတ်ခဲ့တဲ့နာမည်ပေါ့ paint night ဆိုတာဆိုတော့ဒါပေမဲ့ IMA ကဒါကိုသူတို့ထပ်ပြီးတော့ပြန်စစ်ဆေးပြီးတဲ့အခါကျတော့သူတို့ဒါ approve လုပ်ပြီးတော့မှဆက်ပြီးကျွန်တော်တို့ဒါ paint night ဆိုပြီးဆက်ခေါ်ပြီးတော့တော်တော်ရှိတယ်ဟုတ်ကဲ့နောက်ကျွန်တော်တို့စီမှာနောက်ထူးခြားတဲ့တခုပါရှိလဲဆိုတော့ကျွန်တော်တို့ဒီကချင်ပြည်နယ်ကြောက်စိမ့်ထွက်တဲ့ဒေသထွက်တဲ့တောမော်အိုက်ဆိုတာအရင်တော့ဒီ1909ခုလောက်မှာဒီတွေ့ခဲ့တဲ့ကြောက်ပေါ့သူကတကယ်တော့သူက chrome epitope ပေါ့ chrome epitope ဒါပေမဲ့ chromium ပါဝင်တဲ့ epitope ပေါ့chromium ပါဝင်တဲ့ epitope ကိုအဲ့ဒီရှင်တော့ဆိုတော့တောမော်အိုက်ဆိုပြီးခေါ်ပြီးတော့ပေးခဲ့တယ်ဆိုတော့ဒါပေမဲ့ IMA ပေါ်လာပြီးတဲ့နောက်ပိုင်းကျတော့ IMA ကဒါကိုပြန်ပြီးတော့သူတို့စစ်ဆေးပြန်ပြီးတော့အတည်ပြုတဲ့ခါကျတော့သူကအဲ့ဒါကို approve မလုပ်ဘူး။အဲဆိုတော့သူ့ရဲ့ structure ဒီတီးတဲ့ mineral တစ်ခုအနေနဲ့ရပ်တည်ဖို့တဲ့ပြည်စုံလို့တဲ့ structure မရှိဘူးဆိုပြီးတော့ approve မလုပ်ခဲ့ဘူးရှိတယ်။ဒါအဲ့ဒီနာမည်ကျတော့ဆက်ပြီးတော့မခေါ်ပေးတာတွေရတယ်ရှိတယ်ပေါ့လေ။အဲ့တော့ကျွန်တော် IMA list တွေမှာကျွန်တော်တို့ကြည့်လို့ရှိရင်သူတို့ဟိုအတူကောက်တွေနဲ့သူသတ်မှတ်ထားတဲ့ mineral တွေရှိတယ်ပေါ့။ပိန်းနိုင်လို့ဆိုမျိုးဆိုရင်သူတို့1950ဘုံမပေါ်ခင်မှာတွေ့ခဲ့တဲ့ကြောက်ဆိုတော့သူကသူခေါ်တဲ့ခေါ်လေးက grandfather mineral လို့ခေါ်တယ်အတူကောက် G ဆိုပြီးသတ်မှတ်တယ်ဟုတ်ကဲ့IMA က approve ထားဆိုတော့ A ဆိုပြီးသတ်မှတ်တယ်အဲ့လိုမျိုးသူတို့ရဲ့ list တွေမှာကျွန်တော်တို့ဟာတွေထုတ်တာရှိတယ်အဲ့လိုမျိုးသူက IMA ကနေမှအဲ့လိုတောက်လျှောက်အဲ့လိုမျိုးသူတို့လုပ်ခဲ့တာရှိတယ်သူတို့ approve လုပ်မှသူကကျွန်တော်တို့ကသူတို့နာမည်အသစ်ဖြစ်ကြအောင်ကျွန်တော်တို့ရတယ်ဗောလေရတော့အဲ့မှာကျွန်တော်တို့ဒီ2015နိုဝင်ဘာမှာကြာမှသူတို့ကနေမှဒီဟာအကြောင်းမြတ်အသစ်ဖြစ်ကြအောင်ဆိုပြီးတော့မှကျွန်တော်ရဲ့နာမည်ပေးမယ်ဆိုတဲ့ခါကျတော့မှကျော်သူ ice ဆိုပြီးတော့မှသူတို့ approve လုပ်ပေးခဲ့တဲ့ခါကျတော့မှဒါကျော်သူ ice ဆိုတဲ့တွင်ထွက်အကြောင်းမြတ်အသစ်အနေနဲ့ကောင်းမှတခုတည်းပဲရှိသေးတယ်ဆိုပြီးတော့မှဖြစ်လာတယ်ဗောလေအဲဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ရဟိုကျော်သူ ice ဆိုတာဖြစ်ပေါ်လာတာဗောလေကျော်သူ ice ကြောက်ကိုElia Museum ကိုလှူဒန်းဖြစ်ခဲ့ပုံလေးကိုပြောပြပေးပါလားဆရာကျွန်တော်ဒီ IMA ကခုနပြောတဲ့ကျွန်တော်တို့ CMNC ဆိုတဲ့ commission မှာသူတတ်မှတ်တဲ့ guideline တွေရှိတယ်ရှိတော့ကျွန်တော်တို့ဒီတွေ့ရှိခဲ့တဲ့ဒီကြောက်အသစ်တွင်ထွက်အသစ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ကျွန်တော်တင်ထားတဲ့ဒီ data တွေသူစစ်ဆေးထားတဲ့အချက်လက်တွေနဲ့လုပ်ထားတဲ့ဒီကြောက် sample ကိုသူက holotype sample ဆိုပြီးခေါ်တယ်အဲ holotype sample ဆိုလို့ရှိရင်သူကအဲ့ sample ကိုကျွန်တော်ကဒီကမ္ဘာအဆင့်ကျွန်တော်အသိအမှတ်ပြုထားတဲ့ကျွန်တော်တို့ museum တွေနောက်မို့ရင်ကျွန်တော်တို့ national government collection လို့ခေါ်တဲ့အဲ့လိုနေရာတွေမှာသူကသိမ်းဆည်းထားရတယ်။ဘာလို့ဆိုတော့သူက type sample ဖြစ်သွားတာ။ဆိုတော့ဒီကြောက်ရဲ့အချက်အလက်ဒါနဲ့ဒီဟာဒီတွင်းထွက်အသစ်ဖြစ်ကြောင်းသတ်မှတ်ထားတာဖြစ်တဲ့အတွက်သူက type sample ဖြစ်သွားတဲ့အတွက်နောက်တစ်ချိန်မှာသူနဲ့စင်လူရိုးမှာကြောက်ပဲဖြစ်ဖြစ်အလားတန်တူပဲဖြစ်ဖြစ်ပြန်စစ်ဆေးခြင်းလိုပဲဖြစ်ဖြစ်ဒါပြန်စစ်ဆေးလို့ရအောင်သူတို့ကဒါကို type sample နဲ့တင်ရတယ်အဲ့ဒါရှိတယ်။ရှိတဲ့ခါကျတော့အဲ့ဒါကိုကျွန်တော်တို့ကဒီ type sample ကိုဘယ်မှာတင်ထားမလဲဆိုတာကျွန်တော်တို့ proposal တင်တဲ့လူတွေကနေမှအဲမျိုးတင်ပြတဲ့ခါကျတော့ခုနLA Museum ကဒီ Anthony Camp တို့ကသူတို့ကဥဆောင်ပြီးလုပ်ပြီးတဲ့အတွက်သူတို့ကဒီ sample ကို LA Museum မှာ holotype sample အနေနဲ့ထားချင်တယ်ပေါ့လေထားရမယ်ဆိုပြီးတော့ကျွန်တော်ညှိနှိုင်းလာတဲ့ခါကျတော့ကျွန်တော်လည်းဒါထားမှလည်းရမယ်ဆိုတဲ့ခါကျတော့အားရှိတယ်နောက်တစ်ချက်ကလည်းကျွန်တော်တို့နိုင်ငံမှာထားဖို့ဆိုတာကျတော့ IMA အဖွဲ့အစည်းမှာကျွန်တော်တို့နိုင်ငံရင်းနဲ့အဖွဲ့ဝင်မြန်မာတွေဝင်ထားရတယ်မရှိသေးဘူးမရှိသေးတဲ့ခါကျတော့အဲ့ဒါကျွန်တော် LA Museum မှာပဲထားမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာဆုံးဖြတ်တဲ့ခါကျတော့မှထားမယ်သူဆိုတော့သူတို့ကိုဒီမှာလှူလိုက်မယ်ဆိုပြီးတော့မှလှူတိုင်းတဲ့အနေနဲ့ donation holotype sample donation လုပ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးကျွန်တော်လှူဒန်းပေးခဲ့တာပေါ့ဟုတ်ကဲ့ဆရာနောက်တစ်ခုကဆရာရဲ့အခုတွေ့ရှိခဲ့တဲ့ကျော်သူရဲ့ကြောက်ကဆရာတွေ့ရှိခဲ့ပြီးအပြင်နောက်ထပ်တွေ့ရမင်းရှိသေးလားဆရာဒါမှမဟုတ်ရင်ကမ္ဘာမှာတပွင့်နေပဲရှိတော့တာဆရာခဏတစ်ထိတော့ကျွန်တော်တို့ဒီဟာကဟိုတပွင့်နေပဲရှိပါသေးတယ်တပွင့်ပဲရှိပါသေးတယ်ဟိုထပ်ပြီးတော့ကျွန်တော်တို့လည်းဟိုမဟုတ်ဝင်စင်မဟုတ်လေ့လာရေးသွားရင်ရှာပွင့်နေချက်ရှာပွင့်ကြပဲအဲဒါပေမဲ့ထပ်တွေ့တာတော့မရှိသေးဘူးအဲထပ်တော့မရှိတယ်အဲဒါမို့ခဏတစ်ထိတော့ဒါဟိုမှာတပွင့်နေပဲရှိသေးတဲ့ကြောက်မြတ်ပေါ့နော်အဲဒါမို့သူက rarest gemstone ဆိုပြီးတော့သူတတ်မှတ်ပြီးတော့သူတို့ပြလိုက်မှပြထားတာပေါ့ဟုတ်ကဲ့ကျေးဇူးပါဆရာအခုလိုကျော်သူရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တခြားလေးအသေးစိတ်ရှင်းပြပေးရတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ကျေးဇူးတင်ပါတယ်ဒီတစ်ခေါက်မှာတော့ SGI မှာဆရာဒေါက်တာကျော်သူနဲ့ကျော်သူရဲ့အကြောင်းကိုမေးမြန်းတင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာ
ကျောင်းရဲ့နာနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓများပုံမတရှိလိုချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Jam Match page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်